Okay ပြတွေ့ကြပြီပေါ့ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာကဘလိုလိုအနေနဲ့တီးလိုက်ရင်လောဝကြီးဟာအင်းဖြစ်သွားစေလောက်မယ်ဖတ်ငါးခုလိုပါဒါကတော့ကျွန်တော်တတိချင်းကြောက်သွားပါလေဟာဟုတ်ပါမလားဘာညာပေါ့ enemy friendly လားဆိုရင်ဒီဗီဒီယိုလေးကိုကြည့်တက်ပါလေဆိုတော့ဗီဒီယိုလေးကိုအချိန်လေးမဆွဲပဲစလိုက်ရအောင်နံပါတ်1နားတူတွေကလော်စင်ကန်ကဒီဂိမ်းမောကနေဖြစ်လာတာပါဟုတ်ပါလေငါစင်းလေးဆိုတာနာဆိုဆက်လန်ထဲမှာ A-Red Super Effect နင်ဂျူစုတစ်မျိုးဖြစ်ပြီးနာဆိုကရာစင်းကန်ကိုပုံစံမျိုးစော်တုံးပြီးနောက်တူ Universe ထဲမှာကျန်းလာပါစီရဲ့ရန်လာပါစီတဲ့တော်အတော်လုံးကိုဖျောက်လာတာပါဘရိုတို့ကတော့ဒီရာစင်းကန်ကပထနေဘလို့အကြံရလာလဲဆိုတာကိုမသိချင်ကြဘူးလားနာတိုရဲ့ထရီယေသာဖြစ်တဲ့မာဆာစီတစီမိုတိုကရာစင်တဲ့ကိုသူ့ရဲ့စိတ်ကူးထဲကနေပုံဖော်ပြီးဖန်တီးရတာလောဝမဟုတ်ပါဘူးဒီထဲမို့တော့ဝယ်ကြီးကနေဒီထဲမောပေါ်ကနေလှည့်ပတ်ထားတဲ့ပုံကိုကြည့်ပြီးဒါကိုချာရအသက်ပုံစံမျိုးလောက်လိုက်ရင်ဘယ်လိုနေမလဲဆိုပြီးပေါ်ဖော်လာတာပါအေးကနေစောင်းရင်ကျန်းတဲ့စောက်ကျန်းကြီးရာစင်ကထွက်လာတာပါနံပါတ်2လူဖီရဲ့စက်တန်တီယာကအမေရိကန်လောက်ဝိတ်သမားတယောက်စီကနေ inspire ယူထားတာပါOne Piece fan တွေအနေနဲ့လူဖီရဲ့ဒီယာတွေကိုတော်တော်လေးကြားကြမှာပါအတူထွက်လာတဲ့ဒီယာဖာဆိုရင်ပိုလို့တော့ကြားကြပါလေလူဖီရဲ့ဒီယာ1 2 3 4 5ဟာစိတ်ကူးရဲ့ဆက်ဆံပေါ်ပေါ်ထားတာပါဒါပေမဲ့80ထဲကနေစက်တန်ဒီယာကတော့မပါခဲ့ပါဘူးဒီစက်တန်ဒီယာကတော့အိုရာအနေနဲ့စိတ်ကူးထဲကနေပေါ်ပေါ်လာတာမဟုတ်ပဲနဲ့အမေရိကန်လက်ဝဲသမားတယောက်ဖြစ်တဲ့မတန်ဆန်ရဲ့ဖာတရနစ်တွေကိုကြည့်ပြီး inspire ယူထားတာပါမတာဆန်ရဲ့လက်တီချက်တွေကတော်တော်လေးကိုမြန်ပြီးမထင်မှတ်လာတဲ့ရုပ်တရားတော့ပြတ်မှုတွေကိုလည်းနှောင်းနာပါလေလူဖီရဲ့စက်တန်ထီယာကလည်းအဲ့လိုပါပဲအမြန်နှောင်းလေးကိုမြင့်တင်ပေးတယ်စွမ်းရည်တွေအားလေးတိုးတက်လာအောင်လုပ်ပေးတာပါနံပါတ်3တန်းနှုတ်တွေကစီနီဂါမီတွေကိုတာတော့တက်တွေကနေကြည့်ပြီးဖန်တီးထားတာပါတန်းနှုတ်ထဲကစီနီဂါမီတွေကတာမန်တဘာလုံးစရာရည်ကျင်းမှုအတီးတီးကနေဖန်တီးထားတယ်လို့ထင်ရပါမယ်ဒါပေမဲ့တန်းနှုတ် creator ဖြစ်တဲ့ချူကူမီအိုဘာကတာတော့တက်တွေကတခုဖြစ်တဲ့ တက်တီချင်းတရားတက်ကိုအခြေခံပြီးလော့တစားကိုဖန်တီးလာတာပါတာတော့တက်တွေထဲမှာဆိုရင်တော့တက်ဆိုတဲ့ကတ်ဟာအစောတက်နဲ့စတဲ့ချင်းကိုတိုးစားပြုပါလေအဲ့လိုပဲရော့ထလည်းလူသားတွေရဲ့အသက်ထူယူပြီးဘဝအသက်ပြန်လည်မွေးဖွားလာအောင်လှုပ်ဆော်ပေးပါလေစမ်းမပြောတဲ့ channel လေးကိုနောက် subscribe လေးလုပ်သွားပြီးကြပါဦးဒီထက်ပိုတော့လေဗီဒီယိုတော့တက်နေလေးတင်ပေးမှာမို့လို့ subscribe လုပ်ရတာမနောင်မရစေရပါဘူးဆိုတော့စီနီဂါမီလို့ဆက်သွားရအောင်နံပါတ်1မာဟီရိုအကယ်ဒမီရဲ့ဟာအော်မာဟာအမေရိကန်စူပါဟီးရိုးတွေကနေကြည့်ပြီးဖန်တီးထားတာပါမာဟီရိုအကယ်ဒမီဆက်နန်းထဲမှာအော်မာကတကယ်ကိုကြံရက်ခေါ်ကြီးပါမာဟီရိုအကယ်ဒမီထရီယာတာအနေနဲ့အော်မာတို့ DC နဲ့ Marvel collaboration အနေနဲ့ဖန်တီးထားခဲ့တာပါအော်မာရဲ့စက်သွားလေအပြုံးတွေဟာစူပါမန်နဲ့ကပလက်အမေရိကတို့နဲ့ကိုစက်တူနေခဲ့တာပါနံပါတ်1ဒီမိုစရယာတွေက Pretty Star ဟာအပြင်မှာတကယ်ရှိပါတယ်ဒီမိုစရယာတွေက Pretty Star ကိုတီတာဖန်တီးကားတယ်လို့ထင်နေတာလားအဲ့ဆိုရင်လောဝမှားတော့ပါလိမ့်မယ်တကယ်တော့နီတန်အီချီလူလို့ခေါ်တဲ့ဆာမူလာဖာတရနတွေထဲမှာစင်ကန်ဒိုလို့ခေါ်တဲ့အသက်ဆူတဲ့နီးစနစ်တစ်မျိုးရှိနေပါတယ်ဒီနီးလန်းကိုတော့ဆာမူလာတွေကတနက်မှန်ခဲ့ရတော့မှမတိအောင်ဒီနီးလန်းကိုတုံးပြီးအသက်ဆူပြီးအသက်ဆင်နေကြရတာပါဒါကတော့ဘူရိုရိုအနေနဲ့မတိတောင်းတာမဲ့ဖတ်တွေကိုပြောပြပေးသားလာပါဆိုတော့နောက်ဗီဒီယိုမှာပြတ်သွေးကြမယ်ကျွန်တော်ကတော့အဲ့ရန်ပါ